Okay ဒီနေ့မှာတော့ကို့မှာကဒီလိုမျိုးကြားနဲ့မနဲ့ data ရှိရယ်အဲ့လိုကြားနဲ့မနဲ့ data ကိုဒီလိုမျိုးလေးပေါ့နော်ယောက်ျားပုံလေးမိန်းမပုံလေးအဲ့လိုပုံစံမျိုးလေးနဲ့ကိုကပြချင်တယ်ပြီးသွားလို့ရှရင်လည်းပဲဒီမှာ data လေးတွေပြောင်းလို့ရှရင်ပြောင်းတဲ့အတိုင်းဒီမှာ fill လုပ်ထားတဲ့ဟာလေးကအဲ့လိုလေးအပေါ်လေးကိုတက်လာတယ်အဲ့ဒါဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးမယ်အရန်ကိုလွယ်ပါတယ်ကဲရင်တော့မှာဂျာမန် data ရှိတယ်အဲ့ဒါဆိုလို့ချင်းပုံမှန်တိုင်းပဲတို့ရ insert ထဲကိုသွားမယ်ပြီးသွားလို့ရှိရင်ဒီမှာ version လေးထောင်းလိုက်မယ်အသက်ထောင်ပြီးသွားပြီဆိုလို့ရှင်အဓိကဒီအပေါ်က60လို့80လို့အဲ့ data လေးပဲပြချင်တာဆိုရင်တော့အဲ့ data series လေးကို select လုပ်ပြီးသွားလို့ရှင်data level လေးတက်လိုက်မယ်ဒါလည်းပဲလေးပြီးသွားပြီဆိုလို့ရှင်ခုနကတော့ယောက်ျားလေးပုံ main ကလေးပုံလေးကိုဘယ်နှယူမလဲဆိုရင် insert ထဲမှာပဲ illustration group ထဲမှာ icon လေးကိုတွားမယ်ဟောအဲ့ဒီမှာ person လို့ရိုက်ရှာလိုက်မယ်အဲ့ဆိုရင်ဒီမှာကြားပုံလေးနဲ့မပုံလေးနဲ့ယူလိုက်မယ် insert လုပ်လိုက်မယ် okay ကြားပုံမပုံရသွားပြီဆိုလို့ရှင်ကြားလေးပုံ main ကလေးပုံအဲ့ဒီမှာကိုလိုချင်တဲ့အရောင်လေးကို fill လို့ရတယ်အဲ့ဆိုရင်ကြားလေးပုံလေးကိုအရင်နှိပ်ထားမယ်နှိပ်ထားပြီးရင်ဒီမှာ graphic format ထဲမှာgraphic fill လေးသွားလုပ်မယ် okay ကြားလေးကိုပြအောင်လေးနဲ့ပြချင်တယ်ဆိုရင်ပြအောင်လေးနဲ့ယူပြီးတော့ရှင်တို့ကနှစ်ခုကို data bar နှစ်ခုကို overlap လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကို copy ပွားလိုက်မယ် copy ပွားပြီးရင်နောက်တစ်ပုံတော့no fill နဲ့သွားမယ် no fill သွားပြီးတော့အောက်လိုင်းမှာပဲအပြာရောင်လေးထည့်ထားလိုက်မယ် okay ဆိုမိတ်ကလေးကိုလည်းပဲအဲ့လိုလုပ်မယ်မိတ်ကလေးကြားလို့ရှင်တော့ okay ပန်းရောင်လေးလုပ်ကြည့်လိုက်မယ်နော်ပြီးပါလို့ရှင်ဒီမှာ copy ပွားမယ်ပြီးပါရင်နောက်တစ်ပုံတော့no fill လေးထည့်မယ်ပြီးပါလို့ရှင်အောက်လိုင်းကိုတော့ပန်းရောင်လေးပဲချထားလိုက်မယ်ပြီးပါရင်တော့တပုံချင်းစီသူသက်ဆိုင်တဲ့နေရာလေးမှာသွားထည့်မယ်နော်အစင် control H လေးနဲ့ယူသူထည့်ခြင်းနဲ့ဘာလေးကိုနှစ်ချက်နဲ့ထည့်လိုက်မယ်ယူမယ်ထည့်ခြင်းနဲ့ဘာလေးကိုနှစ်ချက်နဲ့ထည့်မယ်နေရာလေးကိုလည်းယူမယ်okay ပြီးသွားပြီဆိုလို့ရှင်တော့ဘယ်ကိုသွားမလဲဆိုရင်format chat area ဆိုတာလေးကိုတွားမယ် format chat area မှာဆိုလို့ရှင်အရင်ဆုံးဒီကောင်လေးကိုတစ်ခုကိုယူထားမယ်ဥပမာဆိုရင်သူကဒီမှာ picture or dasher fill လေးဖြစ်နေရမယ်ပြီးသွားလို့ချင်းအောက်မှာဒီဟာကြီးမှာဆိုရင် stack and scale လေးကိုနှိပ်လိုက်မယ် okay ပြီးသွားလို့ရှင်ဒီကောင်လေးကိုလည်းပဲအဲ့လိုမျိုးလေး stack and scale လေးလုပ်ထားမယ်ပြီးသွားရင်တော့ဒီကောင်လေးကိုယူပြီးသွားတော့ဒီအနောက်ဆုံးကC option ကိုသွားပြီးသွားရင်ဒီမှာ C overlap ကို100% ထားလိုက်ဆိုလို့ရှိရင်တို့လိုချင်တဲ့ပုံလေးရသွားပါပြီအားလုံးပဲအဆင်ပြေကြပါစေတို့လိုချင်တဲ့ပုံကိုရသွားပြီပြီးပါလို့ရှင်ဒီမှာ data လေးတွေကစားကြည့်မယ်ဒါလေးကို40လို့ပြောင်းကြည့်မယ်40ရောက်သွားပြီဒါကို60ပြောင်းကြည့်မယ်60ရောက်သွားပြီဒါဆိုလို့ရှင်တော့အဆင်ပြေသွားပါပြီ